TikTok အကောင့်ဖွင့်ထားပြီးသားဖုန်းနံပါတ်ကို TikTok မဖွင့်ရသေးတဲ့ဖုန်းနံပါတ်အသစ်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုညှောက်ပေးပါမယ် profile နဲ့ကိုဝင်လိုက်မယ်ဒီကနေအပေါ်ကမြင်းသုံးချောင်းကိုနှိပ်လိုက်ပါမယ် setting and privacy ကိုနှိပ်လိုက်မယ်အကောင့်ကိုနှိပ်မယ်အကောင့် information ကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်ဖုန်းနံပါတ်နဲ့ဖွင့်ထားတာဖြစ်ပါတယ်ဒီတော့ iPhone နံပါတ်ကိုကျွန်တော်တို့ကဖြုတ်မယ်ဆိုလို့ရှိရင်ဒီတိုင်းဖြုတ်လို့မရဘူး email တစ်ခုကိုပြန်ပြီးတော့မှအစားထပ်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင် Outlook email တစ်ခုကိုဖွင့်ထားတာရှိပါတယ် Outlook email ကိုမိတ်ဆွေတို့ဖွင့်နေတာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok account ထဲမှာ Outlook email ဖွင့်နည်းကိုအစအဆုံးတင်ထားပေးပါတယ်ခင်ဗျဝင်ပြီးတော့မှလေ့လာပြီးတော့ကိုယ်တိုင်ဖွင့်လို့ရပါတယ်အချိန်လည်းမကြာပါဘူးခင်ဗျအဲဆိုလို့ရှိရင်ကျွန်တော်ဖွင့်ထားတဲ့ email ကိုကျွန်တော်ဒီမှာဖြည့်လိုက်မယ် email ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ email ကိုဖြည့်လိုက်ပါမယ်ဗျဖြည့်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ email တွေကိုကုတ်ကြလာတာဖြစ်ပါတယ်အဲ့ဒီကုတ်ကိုကျွန်တော်ဒီမှာလှမ်းပြီးတော့မှထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ account ထဲမှာဖုန်းနံပါတ်ကော email ကောနှစ်ခုစလုံးပေါင်းထည့်ပြီးတာဖြစ်သွားပါပြီဒီတော့ကျွန်တော်ကနေပြီးတော့မှဒီဖုန်းနံပါတ်ကိုဖြုတ်ပြမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကိုနှိပ်လိုက်မယ် unlink ဖုန်းကိုနှိပ်လိုက်မယ်ပြီးရင်ကုတ်ချပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကုတ်ကိုဖြည့်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ဖုန်းနံပါတ်ကိုဖြုတ်ပြီးတာဖြစ်သွားပါပြီဒါဆိုလို့ရှိရင်တော့ email နဲ့ဒီ account နဲ့ပြန်ဝင်ကြတော့ဆိုလို့ရှိရင်တော့ email ကိုတုံးပြီးတော့မှပြန်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျဖုန်းနံပါတ်ကတော့အလွတ်ဖြစ်သွားပါပြီဒါဆိုလို့ရှိရင်ကိုကဂျပန် TikTok account ကိုဖုန်းနံပါတ်နဲ့တည်တံ့ run ချင်တာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း online shop လုပ်ဖို့အတွက်ဈေးရောက်မှုအတွက်ဖုန်းနံပါတ်နဲ့တည်တံ့ပြန်ဖွင့်ချင်တာဖြစ်ဖြစ်ဒီဖုန်းနံပါတ်ကိုအသစ်အနေနဲ့ပြန်ပြီးတော့မှတုံးလို့ရပါပြီခင်ဗျ